တွန်းတူစီးနဲ့တော့လေသမားတရုတ်ရဲ့ကြီးထဲမှာကြွက်တီအပြည့်ချနေပါလေကြွက်တွေကဆန်အိတ်တွေကိုကိုက်ဖြတ်နေတာကြောင့်သူအယမ်းစိတ်ဆိုးပေမဲ့ပတ်စံအိတ်ကိုစုတ်ကိုက်ထားပြီးလူငားဖို့တော့နှမျောနေခဲ့တယ်နောက်ဆုံးတော့မဖြစ်မနေကြောင်ဖြူတကောင်ကိုဝယ်လာခဲ့ရတယ်ကြောင်ဖြူကလောကအကြီးအကြောင်းထိတ်မသိရဲ့အတွေ့အကြုံနှုတ်နေသူဦးပါသူကကြွက်ဖန်းလာကိုသူ့ရဲ့အဓိကတာဝန်လို့မှတ်ယူထားပြီးနေရောညော့ပါမနာတမ်းကြူစားခဲ့တယ်မျက်လုံးလေးစိမ့်နေအောင်ကြည့်ပြီးကြည်သေးကကြွက်တွေကိုလိုက်လံနှိမ့်နေခဲ့တာပေါ့၃ရက်အကြာမှာတော့ကြည်ထဲမှာတင်းချိုင်းကုန်းလိုတိတ်ဆိတ်သွားခဲ့တယ်လေသမားကကြည်သေးကိုတစ်ဖက်ဖက်ကြည့်တဲ့အခါကြွက်တော်တန်းတစ်ချက်တောင်မကြားတော့သူကကြောင်ဖြူရဲ့ဗလာထင်းနေတဲ့ထမင်းကွက်ကိုကြည့်ပြီးဒေါသထွက်လာတယ်ကြွက်တွေလည်းမရှိတော့ဘဲနဲ့ငါကဒီကြောင်ကိုဘာလို့ကျွေးထားရအောင်မလဲအဲ့ဒီနေ့ညမှာပဲကြောင်ဖြူဟာခြံထဲကနေအငိမ့်ထုတ်ခံလိုက်ရတယ်တလားတော်မပြည့်ခင်မှာကြွက်တွေပြန်ရောက်လာပြီးရင်ကထက်တောင်ပူတောင်းချမ်းလာတယ်ဂျုံအိတ်တုံအိတ်ကိုကိုက်ဖြတ်လိုက်ရုံနဲ့မကပဲအိမ်ရှင်မရဲ့ပိုးထေကားဝင်ကိုပါဖျက်ဆီးပစ်လိုက်တယ်လေသမားလည်းအရန်ထိတ်လန့်သွားပြီးဒီတစ်ခါတော့ကြောင်နှက်တစ်ကောင်ကိုထက်ခေါင်လာခဲ့တယ်ဒီကြောင်နှက်ကလမ်းဘေးကြောင်ဘဝကလာလာဖြစ်လို့ငန်းငေါ့ချင်းရဲ့အရာလာကိုကောင်းကောင်းသိတယ်ပထမဆုံးနေ့မှာရင်သူကကြွက်မြကြီးတစ်ကောင်ကိုဖမ်းမိလိုက်တယ်ဒါပေမဲ့သူကကြွက်ကိုမတတ်ပဲခြေထောက်တစ်ဖက်ကိုပဲနာအောင်လုပ်လိုက်တယ်ပြီးတော့အဲ့ဒီကြွက်ကိုခဲပြီးလေသမားရှေ့မှာလျောက်ပြပြီးသူ့ရဲ့အရေးချင်းကိုပြခဲ့တယ်လေသမားလည်းအရန်ပျော်သွားပြီးကြောင်နှက်ကိုငါးတစ်ကောင်လုံးဆူကြလိုက်တယ်ကြောင်နှက်ကငါးကိုစောက်ပြီးတော့ခြေကျုနေတဲ့ကြွက်ကိုအပေါက်ထဲပြန်လွှတ်ပေးလိုက်တယ်အဲ့ဒီနောက်ပိုင်းသူဟာနေ့တိုင်းကြွက်ဖမ်းပြပေမဲ့ကြည်ထဲမှာကြွက်တွေကဘယ်တော့မှမကုန်သွားဘူးလေသမားကလည်းဒီကြောင်မရှိရင်မဖြစ်ဘူးလို့ထင်သွားတယ်ကြောင်နှက်ကလည်းအေးအေးဆေးဆေးနဲ့ဇင်ရှိတဲ့ဘဝကိုရသွားတယ်ဒါကိုစိတ်ပညာမှာအရေးချင်းလွန်ခဲ့တဲ့ထောင်ချောက်လို့ခေါ်ပါတယ်ဒါကြောင့်စီးပွားရေးလောကမှာဖြစ်စေလုပ်ငန်းခွင်မှာဖြစ်စေအရာရာကိုအပြတ်မလုပ်ကြဘူးကြောင်ဖြူလိုတာဝန်ကိုအကုန်စင်ထမ်းဝางလိုက်တဲ့အခါကိုယ့်ရဲ့တန်ဖိုးကဘယ်မှာလဲဆိုတာမေ့သွားတယ်တခါတရံမှာပြဿနာအတွက်နေရာချန်ပေးတာကကိုယ့်အတွက်အခွင့်အလမ်းတွေကိုဖန်တီးပေးတာပါပဲကိုယ့်ရဲ့ပြီးဆုံးမှုတွေကကိုယ့်ကိုအစွန့်ကိခံရတဲ့အကြောင်းရင်းမဖြစ်ပါစေနဲ့တင့်တယ်မှုပြီးဆုံးမှုမှာအကောင်းဆုံးရှင်းတန်ခြင်းနည်းလမ်းတစ်ခုဖြစ်ပါတယ်